Yo,အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အောင်လင်းဆက်အစပါဒီနေ့ vlog ကတော့ထိုင်းမှာကျောင်းတက်နေတဲ့ final year student တယောက်ရဲ့တနေ့တာကိုဘယ်လိုဖြတ်တန်းလဲဆိုတဲ့ vlog လေးကိုရိုက်ထားတာပဲဖြစ်ပါတယ်မနက်ပိုင်းနိုးလာရင်တော့မျက်နှာသစ်သွားတိုက်လုပ်ပြီးပြီဆိုရင်တော့တနေ့တာလုံးလမ်းဆန်းတက်ကြွနေဖို့အတွက်ကိုဂျင်းစော့လေးရှိပါတယ်ခင်ဗျာဒီနေ့ကတော့ push day ဖြစ်တဲ့အတွက်ကြောင့်မလို့ chest ရဲ့ shoulder ရဲ့ tricep ရဲ့ဆော့ဖြစ်ပါတယ် A few moments laterအခုဆိုရင်ကျွန်တော်ဂျင်းလဲဆော့ဘွားရေးလဲချိုးဘွားရဆိုတော့ကျွန်တော်ကျောင်းသွားဖို့လုပ်လိုက်ပါအောင်မယ်ဒီနေ့ကျောင်းသွားတာအားလုံးခေါ်ရမယ်ပေါ့နော်တခါတည်းနဲ့ကျွန်တော်ဒီနေ့ဗီဒီယိုမှာဒီနေ့ time မှာကျောင်းတက်ဖို့စဉ်းစားနေတဲ့ညီကိုမောင်နှမတွေရှိရဆိုရင်တော့ဒီနေ့ဗီဒီယိုကိုအဆုံးထိကြည့်ကြဖို့ကျွန်တော်အကြံပေးချင်ပါတယ်သတင်းကောင်းလေးတစ်ခုပါပါတယ်ဆိုတော့အခုကျွန်တော်ကျောင်းသွားလိုက်ကြအောင်လိုက်ကြပါ let's goအခုဆိုရင်ဘာလို့လဲကျွန်တော်ရော 4th year second semester ရောက်လို့ကျွန်တော်ကျောင်းပြီးတော့မယ်ပေါ့နော်အခုဆိုရင်ကျွန်တော်တစ်ပတ်ကိုကျောင်းတစ်ရက်ပဲတက်ရပါတယ်ဒီနေ့ကတော့ attend ရှိလို့မဟုတ်ဘူးကျောင်းမှာကျွန်တော်တငယ်ချင်းတယောက်နဲ့ကျွန်တော် meeting လုပ်ဖို့ချိန်လာလို့ကျွန်တော်ကျောင်းသွားမှာဖြစ်ပါတယ်ကျွန်တော်တငယ်ချင်းကလည်းမရောက်သေးတာနဲ့ကျွန်တော်လည်းမနက်စာမစားလာတဲ့တခါတည်းကန်တင်းထဲကိုပဲသွားလိုက်တယ်ပေါ့နော်အခုတော့ကျွန်တော်ကျောင်းကန်တင်းနဲ့ရောက်နေဖြစ်ပါတယ်ကျောင်းကန်တင်းမှာဆိုရင်တော့မုတ်တွေကအစုံရတယ်ပေါ့နော်အင်းနေအစုံမုတ်တွေအစုံရတယ်အဲ့တော့ကျွန်တော်မနက်စာလည်းမစားလာဘူးဆိုတော့ဒီမှာနေ့လည်စာရင်စားလိုက်မယ်ပေါ့နော်ဝတ်သားပဲပြီးကြုံတယ်စက်သားဟင်းကျောင်းပြီးသွားရင်တော့ကျောင်းကန်တင်းကထမင်းဟင်းတွေကိုလွှမ်းမိနေမှာတော့အမှန်ပဲပေါ့နော်ကျောင်းကအစားအစာတွေကအရသာလည်းရမ်းရှိတယ်ပြီးတော့ကျောင်းသားတွေအတွက်ရည်ညွှန်းပြီးတော့ရောင်းပေးတာမလို့လို့ဈေးနှုန်းကလည်းတင့်တော်တယ်ပေါ့နော်ဆိုတော့ကျောင်းတကယ်ချင်းလည်းရောက်လာပြီပါတယ်အခုကျွန်တော်တို့ meeting လုံးမဲ့ပြည်ရင်ကိုတွားနေပါတယ်ဒီကိုရွေးချယ်ပေးခဲ့တဲ့အဓိကအကြောင်းရင်းကိုပြောရမယ်ဆိုရင်သူ့ရဲ့ facilities ကိုသဘောကျလို့ပေါ့နော်ကျောင်းဆောင်တွေကခင်မိပြီးတော့ခံတာရယ်ကျောင်းမှာဆိုရင်တော့ zone A zone B zone C ဆိုပြီးတော့ zone ကို3ခုခွဲထားပြီးတော့ကျွန်တော် international students တွေကတော့အများအားဖြင့် zone C မှာတက်ရတယ်ပေါ့နော်ကျွန်တော်အခုရောက်နေတာကကျတော့ CSIP building ပေါ့နော်ဒီ building မှာဆိုရင်ကျောင်းသားတွေစာလုပ်ဖို့ပဲဖြစ်ဖြစ် meeting လုပ်ဖို့ပဲဖြစ်ဖြစ် co-working space တွေအများကြီးထားတာပြီးတယ်အခုကျွန်တော်ကတော့ midterm presentation အတွက် PowerPoint slide တွေပြင်ဖို့အတွက် meeting လာလုပ်တာပါ BU ကိုသဘောကျတာစာသင်တဲ့ပုံစံကလည်းစာကြီးပဲကြက်လိုက်စာမိုးပဲဖြေလိုက်ကြီးမဟုတ်ပဲနဲ့လုပ်ငန်းဝင်တဲ့အခါမှာအဝင်ကြဖြစ်ဖို့အတွက်ကိုလိုအပ်တဲ့ presentation skills တွေ soft skills တွေကိုပါကျွမ်းကျင်အောင်လေ့ကျင့်ပေးတာမို့လို့စာတွေရောလက်တွေရောပါမျှတတယ်လို့ခံစားရပါတယ်ကဲအခုကျွန်တော်တငယ်ချင်းရဲ့စာလုပ်လို့လည်းတစ်ဖြတ်ပြီးသွားပြီဆိုတော့အားလုံးကိုကျွန်တော် sharing လုပ်ပေးစရာသတင်းကောင်းလေးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့အခုဆိုရင်ထိုင်းနိုင်ငံကအရှေ့တောင်အာရှမှာပညာရေးဗဟိုချက် education hub ဖြစ်လာတဲ့မြန်မာကျောင်းသားတွေအတွက်လည်းရွေးချယ်စရာကောင်းတစ်ခုဖြစ်လာတယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့ဒီနှစ်ထိုင်းမှာကျောင်းတက်ဖို့စဉ်းစားနေညီငယ်ညီမငယ်ရှိရဆိုရင်တော့အခုလာမယ့်ဧပြီလ4ရက်နေ့စနေနေ့မနက်9:00နာရီကနေညနေ4:00နာရီကိုရန်ကုန်မြို့စီရိုနာဟိုတယ်မှာစီကားတိုက်မိတ်စွာကျင်းပသွားမယ်17ကြိမ်မြောက်ထိုင်းတက္ကသိုလ်တောင်ဆိုပညာရေးပြပွဲကြီးရှိပါတယ်ဒီပညာရေးပြပွဲကြီးကတော့ထိုင်းတက္ကသိုလ်မြန်မာကျောင်းသားဟောင်းများအသင်း AMAUT ကနေပြီးတော့ကြီးမှုကျင်းပပြီးတော့ဝင်ကြီးကတော့အခမဲ့ဖြစ်ပါတယ်အဲကြောင့်မလို့တက်ရောက်ချင်နေဆိုရင်တော့ကျွန်တော်အခုအပေါ်မှာပြထားတဲ့ QR code လေးကိုစကန်ဖတ်ပြီးတော့မှပွဲကိုမပြတ်မကွက်တက်ရောက်ကြဖို့အတွက်အားလုံးကိုဖိတ်ခေါ်လိုက်ပါရဆိုတော့ပွဲမှာဆိုရင်ကိုဘာလုပ်လို့ရလဲခုကြည့်နေညီငယ်ညီမငယ်အနေနဲ့ကိုကဘာဝါသနာပါလဲဘယ်လိုင်းကိုရွေးရမလဲမသေးကြသေးဘူးဆိုရင်အခုပွဲကြီးမှာဆိုရင်ထိုင်းနိုင်ငံကနာမည်ကြီးတက္ကသိုလ်20ကျော်ကဆရာဆရာမတွေတာဝန်ရှိသူတွေနဲ့တိုင်ပင်နိုင်မဲ့အခွင့်အရေးရှိတယ်ဒီပွဲမှာဆိုရင် up to 100% scholarship အခွင့်အရေးလည်းရှိတဲ့ကြောင့်မလို့ scholarship ရှောက်ရမယ့်အဆင့်ကိုလည်းကိုဆရာဆရာမတွေနဲ့တိုင်ပင်ကြည့်လို့ရတယ်ပြီးတော့ဘွဲရပြီးသွားရင်တော့အလုပ်ကအခွင့်အရေးဘယ်လိုရှိလဲဆိုတာလည်းတိုင်ပင်ကြည့်လို့ရတယ် visa ရှောက်တဲ့ process တွေပြီးတော့ထိုင်းကိုလာတဲ့အခါမှာထိုင်းမှာကျောင်းတက်တဲ့အခါမှာဒီစိတ်စားစီဘယ်လောက်ကြရဲဆိုတာကိုလည်းအားလုံးတိုင်ပင်ကြည့်လို့ရတယ်ဆိုတော့ဒီလိုမျိုးအခွင့်အရေးကောင်းတွေလည်းရှိတယ်ဝင်ကြီးလည်းအခမဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ညီငယ်ညီမငယ်အနေနဲ့မပြတ်မကွက်ကိုလာရောက်ခဲ့ကြဖို့အတွက်ကျွန်တော်ကဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာမမေ့နဲ့နော် registration လေးလုပ်သွားဖို့တော့ကျွန်တော်ဆက်တိုက်တွန်းလိုက်ပါတယ်ခင်ဗျာဆိုတော့အခုကျွန်တော် library မှာကျွန်တော်တကယ်ချင်းနဲ့အတူတူစာလေးပတ်ဖတ်လိုက်ပါအောင်မယ်အဲ့တော့လိုက်ခဲ့ကြပါဒါကတော့ကျွန်တော်တို့ကျောင်းရဲ့ library ပေါ့နော်စာအုပ်အမျိုးအစားမျိုးစုံကိုငှားလို့ရတဲ့အပြင်မှာကွန်ပျူတာတွေအများကြီးလေးထားပေးထားပါသေးတယ် library ကတော့ကျွန်တော်အတွက် view မှာအကြိုက်ဆုံး spot လေးတစ်ခုပါပဲထိုင်းကိုကျောင်းလာတက်ဖို့စဉ်းစားနေတဲ့ညီငယ်ညီမငယ်တို့ကိုအကြံပေးချင်တာကတော့ထိုင်းမှာကျောင်းလာတက်ဖို့ဆုံးဖြတ်ပြီးပြီဆိုရင်တော့ထိုင်းဘာသာစကားကိုအနည်းဆုံး basic လောက်ကိုပိုင်နိုင်အောင်ကြိုတင်လာစေချင်ပါတယ်ထိုင်းရောက်တဲ့အခါမှာလည်းသင်ယူမှုကိုမရက်တန့်လိုက်ပဲနဲ့တကယ်ကျွမ်းကျင်ပိုင်နိုင်တဲ့အထီကိုလေ့လာဖို့အကြံပေးချင်ပါတယ်ဒါမှသာကိုကကျောင်းပြီးလို့ဘွဲရပြီးလို့အလုပ်ရှာတဲ့အခါမှာထိုင်းစကားကျွမ်းကျင်သူတွေအတွက်ဆိုရင်အလုပ်ကိုင်ခွင့်လန်းရရှိဖို့ပုံမူသေးကြပါတယ်โอเค
Okay အခုဆိုရင်ကျွန်တော် meeting တွေလည်းပြီးသွားပြီစာရေးလည်းပြီးသွားပြီ sharing လုပ်ပေးချင်တာတွေလည်းပြီးသွားပြီဆိုတော့အခုကျွန်တော်ညနေခင်းလေးတစ်ဖြတ်ပေါ့နော်လာပြေးတာပါအကြောင်းတော့မလာပြေးတာပေါ့နော်ကျွန်တော်တို့အကြောင်းတော့မှာဆိုရင်အဲ့လိုမျိုးကျောင်းသားတွေနေတဲ့အဆောင်တွေလည်းရှိတယ်ပြီးတော့ကျောင်းသားတွေအတွက်လေ့ကျင့်ခန်းလုပ်ဖို့အတွက်ဒီလိုပြေးတဲ့ကွင်းကြီးလုပ်ပေးထားရပေါ့နော်ပြီးတော့ခုနောက်မှာဆိုရင်လည်းချင်းရှိတယ်ပေါ့နော် Okay ဆိုတော့အခုကျွန်တော်ပြေးလိုက်ပါအောင်မယ်ဆိုတော့လိုက်ခဲ့ကြပါကျောင်းသားမှာဆိုရင်လည်းငှားလို့ရမယ့် apartment တွေကွန်ဒိုတွေအများကြီးရှိပြီးတော့မှငှားကတော့နေရာနဲ့ကွန်ဒိုအမျိုးအစားပုံမူတည်ပြီးတော့မှပြောပြမှုရှိပါတယ်Okay အခုဆိုရင်ကျွန်တော်ပြေးလေးပြေးဖို့ရဆိုတော့ပြန်မှန်းသွားပြီပေါ့နော်အဲ့တော့အိမ်ပြန်มาတော့မယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဆိုတော့အားလုံးပဲ bye bye ပါ